ဘာကြောင့်ကျွန်တော်ဗီဒီယိုတွေမတင်ပြတော့ဘဲနဲ့ပျောက်သွားလဲဆိုရင်တကယ်တော့ကျွန်တော်ကိုယ်တိုင်တိဆောက်ထားတဲ့ပြီးပြည့်စုံခြင်းဆိုတဲ့ထောင်ချောက်ထဲမှာလမ်းပြောင်းနေကြလို့ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဇင်ဂျပန် live channel အားဆင်းသွားပါအားလုံးနဲ့မတွေ့တာတော်တော်လေးကြာသွားပါတယ်ပေါ့နော်ကျွန်တော်ဒီကြားတဲ့ပေါ့နော် content တွေတခြားမလုပ်ဖြစ်ပေနဲ့၄လလောက်ပျောက်သွားပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်အလုပ်တွေရှုပ်တာလည်းပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကလမ်းပြောက်နေတယ်လို့ပဲပြောရမလားအဲ့လိုမျိုးခံစားမိခဲ့တယ်ပေါ့လေအဲ့ဒီဟာလည်းလွန်ခဲ့တဲ့6လလောက်ကကျွန်တော်ဆုံးဖြတ်ချက်တစ်ခုမှားပြီးချခဲ့တယ်လို့ပြောလို့ရတယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော်လုပ်တဲ့ဗီဒီယိုတွေမှာ cinematic sensor နဲ့လုံးဝအလန်းဆုံးဖြစ်ရမယ်ဆိုတဲ့အတွေ့တစ်ခုပေါ့နော်နောက်ပြီးဒီ sponsorship တွေရလာတဲ့အခါမှာပို့ပြီးတော့ professional ဆန်ကျင်ခဲ့တယ်လို့ပဲပြောရမလားပေါ့နော်ကိုလိုမျိုးပေါင်းတစ်ခုခတ်လိုက်ပြီပေါ့နော်အဲ့နောက်မှာဘာဖြစ်လာလဲဆိုတော့ video content တစ်ပုံရဖို့အတွက်အချိန်ကြီးအများကြီးပေးရတယ်ချို့ပုတ်တွေဆိုရင်ကျွန်တော်လုံးဝဒီချာ story board တွေပဲဒီချာဆွဲပြီးမှလောက်တော့3ရက်လောက်အချိန်ကြာတာမျိုးတွေရှိတယ်ပေါ့နော်ဒီတစ်ဖက်မှာလည်းကျွန်တော်ရဲ့မိသားစုပြီးရင်ကုမ္ပဏီလုပ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လုပ်နေတဲ့ကိုယ်ပိုင်လုပ်စသဖြင့်ဒီလိုနဲ့ရတဲ့ချိန်ကြီးမှာ edit လုပ်တယ်အဲ့လိုလုပ်တဲ့ချိန်မှာတယောက်တည်းလုပ်ပါများတော့ဘလို့မှမနိုင်တာတော့ဒီလိုနဲ့ editor ရှာတယ် editor add တယ်ဒါပေမဲ့လည်းစိတ်တိုင်းမကြပါဘူးပေါ့နော်ဒီလိုနဲ့ပဲတပတ်ပြီးတပတ်တာကြာလာတယ် content ဖန်တီးရတာကျွန်တော်တို့ဝန်တော့ဝင်ဖို့တစ်ခုလို့ဖြစ်လာခဲ့တယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဒီကိုလှုပ်ချင်တဲ့ပုံစံနဲ့မရစိတ်တိုင်းမကြလာတာတွေများလာတော့ကိုပါတဖြည်းဖြည်းနဲ့စိတ်ပြက်လာတယ်အလုပ်တွေနဲ့ဒီမိသားစုကြီးတွေကလည်းတလက်ဆက်ဝင်လာတဲ့အချိန်မှာဘာမှဆက်မလုပ်ချင်တော့တဲ့အထိဖြစ်သွားတယ်ပြောရမယ်ဆို depression တော့နည်းနည်းဝင်ကျင်လို့ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီ content တွေမလုပ်ဖြစ်ဖြစ်နဲ့ဒီလူမြင်ဝင်းရနေခဏပုံကွယ်နေတယ်လို့ပဲပြောရမယ်ပေါ့လေဒါပေမဲ့ဒီပျောက်နေတဲ့လအတွင်းမှာတော့လုံးဝနားနေကြတာမျိုးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်တည်ထောင်ထားတဲ့ ZPass Education ဆိုတဲ့ပညာရေးဝန်ဆောင်မှု project ကိုတော့အားထုတ်တော့ဆိုင် run နေခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်အောင်မြင်မှုတချို့တော့ရခဲ့ပါတယ်တစ်ဖက်မှာလည်းကျွန်တော်ရင်ထဲမှာတစ်ခုခုလုံးနေတယ်လို့ကိုတောင်းမချေတယ်လို့ခံစားခဲ့ရတယ်ပေါ့နော်ဗီဒီယိုတွေမတက်လာဖြစ်တော့ကိုလည်းမချေနဲ့တယ်လို့ခံစားခဲ့ရတယ်အခုတော့ကျွန်တော်ကောင်းကောင်းအဖြေရှာတွေ့သွားပြီပေါ့နော်ကျွန်တော်ကိုခတ်ထားတဲ့ဘောင်တွေရိုက်ချိုးလိုက်ပါပြီပေါ့နော်ကျွန်တော်ခုပြန်လာခဲ့တဲ့ဇင်ဂျပန်လိုက်ကဆိုရင်ရင်တော့အလုံး cinematic ဖြစ်မှဘာဖြစ်မှဆိုတာမျိုးအဓိကဦးစားပြီးတော့မှာမဟုတ်ဘဲနဲ့အဓိကကို channel ကိုကြည့်နေတဲ့ viewer တွေတယောက်ချင်းစီအတွက်အကောင်းမွန်ဆုံး value ပေးတဲ့ value ရှိတဲ့ content မျိုးကိုပဲဦးစားပေးပြီးတော့လုပ်ဆောင်သွားမှာဖြစ်ပါတယ်ပြီးတော့အရင်တော့လိုဂျပန်နဲ့ပတ်သက်တဲ့ဗဟုသုတတွေလမ်းညွှန်မှုတွေစသဖြင့်ဒီအကြောင်းအရာတွေကိုတော့ ZPass Education ဆိုတဲ့ YouTube channel ကနေပြီးတော့ပို့ပြီးစနစ်တကျပြင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီမှာလည်းကျွန်တော်ရဲ့ team ရှိတယ်ပေါ့နော်ပို့ပြီးတော့တိကျရဲ့ဝန်ဆောင်မှုတွေလည်းရှိပါမယ်ကောင်းမွန်တဲ့ content တွေနဲ့အားလုံးတကယ်ဘူးတူတာရမယ်ဒီဂျပန်ဆိုင်ရာအကြောင်းအရာတွေလာပါမယ်ဒီဇင်ဂျပန် live channel ကတော့ကျွန်တော်ရဲ့ personal brand ဖြစ်နေကျွန်တော်ဂျပန်နိုင်ငံမှာဖြတ်သန်းနေတဲ့ဘဝအတွေ့အကြုံတွေနောက်ပြီးကျွန်တော်ဂျပန်မှာနေထိုင်ရခဲ့တဲ့သင်ခန်းစာတွေကျွန်တော်ရဲ့ဘဝကိုဘယ်လိုမျိုးစနစ်တကျနဲ့ဖြတ်သန်းလာခဲ့တယ်ပြီးရင်ဘယ်လိုမျိုးခက်ခဲတွေ handle လုပ်ခဲ့တယ်စသဖြင့်ကျွန်တော်ရဲ့အတွေ့အကြုံတွေနဲ့ကျွန်တော်ရဲ့ဘဝဖြတ်သန်းမှုအားလုံးအတွက်ပေါ့နော်တကယ် value ပေးနိုင်တဲ့ content တွေကိုကျွန်တော်ဖန်တီးသွားမှာဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်သင်လိုက်ရတဲ့သင်ခန်းစာတစ်ခုရှိပါတယ်ပေါ့နော်ကျွန်တော်ပြီးပြည့်စုံနေဖို့ဆိုတာတဲ့အနှစ်သာရရှိဖို့ကပိုပြီးအရေးကြီးတယ်ဆိုတာပါပဲပေါ့နော်အမြင်ကြီးလှတာထက်ဆိုင်ရင်ကြည့်ရှိသူတွေအတွက်ဒါတကယ်ဘယ်လိုမျိုး value ပေးနိုင်မလဲဆိုတာကပိုပြီးအရေးကြီးတယ်ဆိုတဲ့အချက်ပေါ့နော်ဒီချက်ကိုကျွန်တော်ရင်တော့ရင်လည်းအများနဲ့စဉ်းစားမိဘူးဒါပေမဲ့ကိုလိုချင်တဲ့ပုံစံမရမချင်းကိုပေါင်းပြီးခတ်ထားခဲ့တာပေါ့နော်ဒီပြဿနာဆိုရင် content creator တွေတော်တော်များများဖြစ်ရမယ့်ပြဿနာလို့လည်းထင်ပါတယ်အခုကစပြီးကျွန်တော်စီကနေပို့ပြီး value ရှိရပို့ပြီးယူသားတဲ့ content တွေကိုမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတွေမတင်ဘူးလားဘာလို့ပြောင်းနေတာလဲဆိုပြီးတော့လာမေးထားတဲ့သူတွေပြီးတော့ကျွန်တော်ရဲ့အမျိုးသမီး TikTok channel လေးရှိပါတယ်အဲ့ဒီမှာလည်းကျွန်တော်ဗီဒီယိုတွေတင်ပေးဖို့ပြောပေးပါဆိုပြီးလာပြီးတော့မှန်းထားပေးကြတယ်ကျွန်တော်ရဲ့ viewer တွေပြီးရင်ကျွန်တော်မျှော်နေကြတဲ့သူတွေအားလုံးကိုတကယ်ပဲအထူးပဲကျေးဇူးတင်ပါတယ်အခုကစပြီး
ကျွန်တော်တို့အတူတူပြန်စားကြပါမယ်ပြီးတော့ကောင်းမွန်တဲ့ community တစ်ခုကိုလည်းကျွန်တော်ဖန်တီးသွားကြပါတယ်ဆိုတော့ကျွန်တော်ကိုမေးချင်တဲ့မေးခွန်းတွေရှိရင် comment မှာမှတ်ခဲ့ပြီးလို့ရပါတယ်ဆိုတော့နောက်ထပ် content မှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်